လူသားတွေရဲ့တမိုင်းကြောင်းကိုပြန်ကြည့်ရင်တိုးတက်မှုတွေရှိသလိုတစ်ဖက်မှာလည်းသွေးချောင်းစီးခဲ့ရတဲ့စစ်ပွဲကြီးတွေနဲ့အမှတ်အသားပြုခဲ့ကြပါတယ်။နယ်မြေလူတာဝါရာကြီးရာကွဲပြားတာနဲ့အာဏာမှတ်မောမှုတွေကြောင့်ကဘာကြီးဟာအချင်းချင်းပြာပုံဘဝရောက်ခဲ့ရပါတယ်။ဒီနေ့မှာတော့လူသေးဆုံးမှုအများဆုံးနဲ့ကဘာသမိုင်းကိုလုံးဝပြောင်းလဲပစ်ခဲ့တဲ့အကြီးမားဆုံးစစ်ပွဲကြီး၅ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့လူသားမျိုးနွယ်သမိုင်းမှာအဆိုးရွားဆုံးလို့သတ်မှတ်ထားတဲ့ဒုတိယကမ္ဘာစစ်ကြီးအကြောင်းစပြောခြင်းပါတယ်။1939ကနေ1945အထိ6နှစ်ကြာဖြစ်ပွားခဲ့တဲ့ဒီစစ်ပွဲမှာနိုင်ငံပေါင်း30ကျော်ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ဒါဟာနျူကလ িয়ার လက်နက်ကိုအသုံးပြုခဲ့တဲ့တစ်ခုတည်းသောစစ်ပွဲဖြစ်ပြီးလူမျိုးတုံးတပ်ဖြတ်မှုတွေလည်းရှိခဲ့ပါတယ်။လူပေါင်း85တန်းကျော်သေဆုံးခဲ့ရပြီးကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အခင်းချင်းကိုပါလုံးဝပြောင်းလဲစေခဲ့ပါတယ်။ဒုတိယတစ်ခုကတော့73ရာစုမှာဖြစ်ပွားခဲ့တဲ့မွန်ဂိုကျူးကျော်စစ်မှာပါပဲ။ဂျင်ဂစ်ခန်ဦးဆောင်တဲ့မွန်ဂိုစစ်တပ်ဟာအာရှတိုက်ကနေဥရောပတိုက်အထိနေငယ်တွေကိုလျှက်စီးလာတယ်လို့သိမ်းပိုက်ခဲ့တာပါ။မွန်ဂိုတွေဟာမြို့ပေါင်းများစွာကိုအမြင့်ပြတ်အောင်ဖျက်ဆီးခဲ့ကြတယ်လို့သူတို့ရဲ့ကျူးကျော်မှုကြောင့်လူပေါင်းတန်း40ကနေ60ကြာသေဆုံးခဲ့တယ်လို့ခန့်မှန်းကြပါပဲ။ဒါဟာထိုခေတ်ကကမ္ဘာလူဦးရေရဲ့အတော်များဖြစ်လို့အတော်လေးကြောက်စရာကောင်းတဲ့ကိန်းကနံပါပဲ။တတိယတစ်ခုကတော့1914မှာစတင်ခဲ့တဲ့ပထမကမ္ဘာစစ်ကြီးပါ။အစပ်ပိုင်းမှာတော့ဒီစစ်ပွဲကိုစစ်ပွဲအားလုံးကိုအဆုံးသတ်မဲ့စစ်ပွဲလို့တင်စားခဲ့ကြပါတယ်။ကျင်းတူးပြီးတိုက်ခိုက်တဲ့စစ်စင်ရေးတွေဓာတုလက်နက်တွေနဲ့ခေတ်မီစစ်လက်နက်တွေကိုဒီစစ်ပွဲမှာစတင်တွေ့မြင်ခဲ့ရတာပါ။ဒီစစ်ပွဲကြောင့် Empire ၄ခုပြိုကွဲသွားခဲ့ပြီးလူပေါင်းတန်း20နီးပါးအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကဒီစစ်ပွဲဟာစစ်ပွဲတွေကိုအဆုံးမသတ်ပေးနိုင်ခဲ့ပဲနောက်ထပ်ကမ္ဘာစစ်ကြီးတစ်ခုအတွက်အစပြိုးပေးသလိုဖြစ်ခဲ့တာပါပဲနံပါတ်၄ကတော့သီယိုပီမှာဖြစ်ပွားခဲ့တဲ့တိုင်ပိန်းပုံကန်မှုဖြစ်ပါတယ်1850ကနေ1864အထိဖြစ်ပွားခဲ့တဲ့ဒီပြည်တွင်းစစ်ဟာချင်းမင်းဆက်ကိုတော်လှန်ခဲ့တာပါခေါင်းဆောင်ဖြစ်သူဟုံရှုကွန်ဟာသူ့ကိုယ်သူယေရှုခရစ်တော်ရဲ့ညီပါလို့ကြေညာပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီပုံကန်မှုကြောင့်လူပေါင်းတန်း20ကနေတန်း30ကြားသေဆုံးခဲ့ရပြီးကမ္ဘာသမိုင်းမှာသွေးထွက်တန်ယိုဆုံးပြည်တွင်းစစ်ကြီးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။နောက်ဆုံးတစ်ခုကတော့တရုတ်ပြည်တန်မင်းဆက်မှာဖြစ်ခဲ့တဲ့အန်လူရှန်ပုံကန်မှုပါပဲ။8ရာစုမှာဖြစ်ခဲ့တာဖြစ်ပြီးစစ်ဗိုလ်ချုပ်အန်လူရှန်ကဧကရင်ကိုပုံကန်ခဲ့တာပါ။ဒီစစ်ပွဲဟာရှေးခေတ်ကဖြစ်ခဲ့တာဆိုပေမဲ့အကျိုးတရားမှုကတော့ကြောက်ခမန်းလေလီပါပဲ။မှတ်တမ်းအချို့အရတရုတ်ပြည်ရဲ့လူဦးရေဟာဒီစစ်ပွဲကြောင့်တန်း30ကျော်အထိလော့ရော့သွားခဲ့တယ်လို့ဆိုကြပါတယ်။ဒါဟာတန်မင်းဆက်ရဲ့ရွှေခေတ်ကိုအဆုံးသတ်သွားခဲ့တဲ့စစ်ပွဲလည်းဖြစ်ပါတယ်။ဒီစစ်ပွဲကြီးတွေဟာလူသားတွေအထက်သင်ခန်းစာအများလာပေးခဲ့ပါတယ်။တေကျေပျက်စီးမှုတွေရဲ့နောက်ွယ်မှာငိမ့်ချင်းရင်းရဲ့တန်ဖိုးကိုသိရှိလာစေဖို့ရည်ရွယ်ပြီးဒီဗီဒီယိုကိုတင်ဆက်ပေးလိုက်ပါတယ်။အခုလိုစိတ်ဝင်စားစရာသမိုင်းကြောင်းတွေကိုဆက်ကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်